မင်္ဂလာပါမျိုးတို့ရေဒီနေ့တော့ဇန်နဝါရီ2ရက်နော်2026ပေါ့ New Year ပေါ့ဗျာအဲ့တော့ဒီနေ့ဖြည့်ပေးခြင်းတဲ့မေကွန်လေးကဒီဇင်ဘာ30ရက်နေ့ကမလေးရှားပြည်ထောင်စုဝန်ကြီးဌာနရဲ့ကြေညာချက်ကလေးတစ်ခုနိုင်ငံသားအလုပ်သမားတွေနဲ့ပတ်သက်ပြီးတော့ special window program တစ်ခုဖွင့်နေဇန်နဝါရီ19မှာစဖွင့်မယ်မတ်လ31 2026အထိအလုပ်ရှင်တွေကနိုင်ငံသားအလုပ်သမားလိုအပ်ရင်လာလျှောက်လို့ရတယ်ဒီကြေညာချက်ကလေးတစ်ခုထွက်လာအမှန်ကနိုင်ငံသားအလုပ်သမားခေါ်ယူခွင့်ကိုတာလာလျှောက်တာအလုပ်ရှင်တွေကအောက်တိုဘာ1ရက်နေ့တည်းကဖွင့်တာဒီဇင်ဘာ31 deadline ပေါ့ဗျာနော်ပြီးသွားပြီဘာဖြစ်လို့အခုနောက်ထပ်ရက်80တောင်မတ်လကုန်တဲ့အထိနောက်ထပ်ထပ်ဖွင့်တာလဲအဲ့တော့ပထမဖွင့်တဲ့ဟာမှာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာ3လရဲ့ဟာက calling visa ဆိုတာပြည်ပကနေပြီးတော့ calling visa နဲ့လုံသမားခေါ်တာဘယ်သူမှအငြင်းမပေါ်ဘူးအခုပြန်ဖွင့်တဲ့ program ကြတော့calling visa ကိုပဲပြောတာလားပြည်တွင်းမှာရှိနေတဲ့အထောက်အထားမဲ့တဲ့သူတွေအတွက် permit လုပ်ပေးတဲ့ article 1 article 2လိုမျိုးเนาะ CP လို rehiring လို legalization permit လားဆိုပြီးတော့တချို့အငင်းပွားနေတာလေးရှိပါတယ်ကျွန်တော်လည်းမေးခွန်းနဲ့မေးပါတယ်အဲ့တော့အဲ့မေးခွန်းကိုကျွန်တော်ဒီနေ့ဖြေပေးပါမယ်ဒါပေမဲ့ဒီမေးခွန်းကိုဖြေရမယ်ဒါဒီ calling visa ကိုပြောနေတာလားပြည်ပကနေလူတွေခေါ်မလားမလေးရှားအတွင်းမှာရှိနေတဲ့အထောက်အထားမဲ့တွေကိုပါမစ်လုပ်ပေးမဲ့ program လားအဲ့တော့ဒါကိုမဖြေခင်မှာကျွန်တော်အနေငယ်မိတ်ဆက်ပြစီအဲ့တော့ကျွန်တော်ဒီ2002မလေးရှားရောက်ပြီးကြတဲ့ A2A calling visa တွေကိုမြန်မာပြည်ကနေခေါ်ခဲ့တယ်2005အောက်ဆိုးစင်းတွေမှာလည်းထောင်ပေါင်းများစွာအောက်ဆိုးစင်းတွေခင်မှာလည်း calling visa တွေနဲ့လူပေါင်းများစွာခေါ်ခဲ့ပူပါတယ်ယခုလက်ရှိလဲမြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနကထုတ်ပေးတဲ့ပြည်ပအလုပ်ကိုင်ရှာဖွေ agency license ရ company ရဲ့ managing director license ရ agency company ရဲ့ pension တူလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့ calling visa တွေဟာမစိမ့်ပါဘူး calling visa နဲ့မလေးရှားကို2002တည်းကလူထောင်ပေါင်းများစွာတွန်းလာဘူးတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒါဆိုရင်ဒီပြည်တွင်းမှာမလေးရှားအတွင်းမှာထောက်ထားမဲ့တွေပါမစ်လောက်တာနဲ့ပတ်သက်လို့ရောကျွန်တော်နဲ့ဘယ်လိုတွေရှိလဲ2017တုန်းက legalization 6P မှာကျွန်တော်ယုံမှာနော်ဆိုရပေးတဲ့ machine နှလုံးနဲ့မြန်မာတွေကို6500ကျွန်တော် registration လုပ်ပေးပြီးပါမစ်4000ကျော်အောင်မြင်မြင်လုပ်ပေးခဲ့ပါဒါကြောင့်ကျွန်တော်ကဒီပြည်တွင်းမှာလုပ်တဲ့မလေးရှားတွင်းမှာပြုလုပ်ပေးနေတဲ့ permit တွေနဲ့ပတ်သက်ရင်လည်းကျွန်တော်နဲ့မစိမ့်ပါဘူးအဲ့နှစ်ခုစလုံးကိုကျွန်တော်နားလေတဲ့လူတစ်ယောက်အနေနဲ့ဖြေမှာပါအဲ့တော့အဖြေက calling visa လား permit လားဆိုရင်အရင်ရိုးရှင်းပါတယ်ကျွန်တော်တို့တွေကတော့နားလဲပါတယ် agent တွေအားလုံးကတော့ဒါ calling visa ကိုပြောနေတာပါဒီမှာသုံးနေတဲ့အသုံးအနှုန်းတွေအားလုံးဟာ calling visa ကိုပြောတာပါအဲ့တော့ calling visa လို့ဘာကြောင့်ပြောလဲလို့ပြောရင်ကျွန်တော်တို့ကဒီဟာနဲ့ပတ်သက်လို့ပါမစ်ပါလို့ပြောနေတဲ့လူတချို့လည်းရှိတယ်အဲ့ပြောနေတဲ့လူတွေကနံပါတ်1 agent တွေမဟုတ်သူတို့ဒီရိုးရိုးသားသားဘာသာပြန်ပြီးရိုးရိုးသားသားပြောတာသူတို့အကျိုးမြတ်လည်းဘာမှမရှိဘူးเนาะအဲ့တော့ဒီအခုအသစ်ထွက်တဲ့ကြော်ညာချက်ကိုတီးတန့်လေးဖိုင် calling visa ဘာမှပါလို့လဲပြည်ပကလူတွေဘာမှပါလို့လဲလို့ပြောရင်ဟုတ်ပါတယ်သို့တော့star သတင်းသားမှာပါတယ်မလေးမင်းမှာပါတယ်เนาะအဲ့မှာပါကြတယ်အဲ့တော့အရှင်းဆုံးကတော့ကျွန်တော်တို့KDN website ပေါ့ပြည်ထောင်စုဝန်ကြီးဌာနရဲ့ Facebook မှာကျွန်တော်တို့တွားကြည့်လိုက်ပို့ရှင်းမှာအဲ့တော့ပြည်ထောင်စုဝန်ကြီးဌာနရဲ့ Facebook မှာ31ဒီဇင်ဘာမှာဗာရေးထားလဲဆိုတော့
နော်ဘယ်သူနဲ့သူ Facebook page မှာ Astro Awani and 14 others ကို tag လုပ်ပြီးသူတင်ထားတဲ့ post လေးတစ်ခုရှိပါတယ်အဲ့ဒီမှာဆိုရင်ပြည်ထောင်စုဝန်ကြီးဌာနတဲ့အလုပ်ရှင်တွေမလေးရှားမှာရှိတဲ့လုပ်ငန်းရှင်တွေနော်သူတို့နိုင်ငံသားအလုပ်သမားတွေလိုချင်နေဆိုရင်ရှောက်ဖို့အတွက် special period special window တစ်ခုနော်လမ်းကြောင်းအသစ်တစ်ခုဖွင့်ပေးလိုက်ပါတယ်တဲ့ January 19ကနေ3လပိုင်း31 2026နော်3လပိုင်း March လကုန်တဲ့အထိကိုဖွင့်ပေးထားပါတယ်တဲ့နော်ဘာဖြစ်လို့လဲဆိုရင်ရှောက်လွာတွေအရန်ဂျမ်းဖြစ်သွားမယ်နော်အဲ့တော့ဒီအလုပ်ရှင်တွေအတွက်လုပ်ငန်းရှင်တွေအတွက်နိုင်ငံသားအလုပ်သမားလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့အရေးမှာချောချောမွေ့မွေ့နဲ့ကောင်းကောင်းမွန်မွန်စီမံခန့်ခွဲပြီးတော့လုပ်ပေးခြင်းတဲ့အတွက်သူတို့ဒီဟာကိုဒီစီဇန်ကိုထပ်ဖွင့်ပေးတာပါဒါကြောင့်စောစီစီလာလို့ပါကမ်အာလီနော်နောက်တစ်ခါကျတော့ last minute ကြမှာမလာပါနဲ့third party agent တွေကိုမခံပါနဲ့ကိုယ်တိုင်လာပါသူတို့အနေနဲ့တေချာပြုလုပ်ပေးပါအဲ့တော့ဒီဟာဒီဘာကြောင့်ကျွန်တော်တို့ agent တွေအားလုံးကပြည်ပကနေလာမဲ့ calling visa လို့ပြောလဲဆိုရင်ဒီအချက်ကြောင့်အခုလာပြီသူကဒီမှာဘာတစ်ချက်ပြောလဲဆိုရင်ပြီးခဲ့တဲ့အောက်တိုဘာ1ရက်နေ့ကနေပြီးတော့ဒီဇင်ဘာ31အထိဖွင့်ပေးခဲ့သော quota application ပေါ့နိုင်ငံသားအလုပ်သမားခေါ်ခွင့်ခွဲတန်းလာလျှောက်ကြတဲ့ကိစ္စကိုလည်းအဲ့ဒီ application တွေကိုလည်းဆက်လုပ်သွားမယ်တဲ့ဒီဘက်မှာလည်း application အသစ်တွေလက်ခံသွားမယ်တဲ့ဆိုတော့အရင် program ကိုဆက်ပြီးတော့ refer လုပ်တဲ့အတွက်ဒါက calling visa ကိုပဲပြောတာအရင်ရိုးရှင်းပါထပ်ပြောသေးတယ်ဒီမှာအခုအောက်တိုဘာနဲ့နိုဝင်ဘာ2လမှာလာလျှောက်တာဆိုရင်တဲ့တရက်ကိုပြန်မြ average 42 file application ပေါ့ file တွေလာလျှောက်ပါတယ်တဲ့ဒီဇင်ဘာလကျတော့နောက်ဆုံးလဖြစ်တော့တရက်ကိုပြန်မြ185 file လာလျှောက်ပါတယ်တဲ့အဲ့ဒီ3လပေါင်းလိုက်ရင်လျှောက်တဲ့ file က9500ကျော် file ရှိတယ်နော်အဲ့တော့အဲ့ဒါလောက် file လျှောက်ပြီးတော့လျှောက်လိုက်တာဆိုရင် service sector နဲ့ပတ်သက်ရင်ကိုတာခွဲရန်ပေါ့3000ပေးမယ်လို့မျှော်မှန်းထားတာအဲ့ဒီကိုတာကိုတော့နော် hamper panel almost full ပေါ့ဗျာအဲ့ဒီကိုတာတော့ပြည့်တော့မယ်တဲ့ service sector နဲ့ပတ်သက်ရင်အဲ့တော့ဒါပေမဲ့ဒီဘက်မှာ program အသစ်မှာအခုဒီအော်တိုဘာ1ကနေဒီမှာ31အထိဖွင့်ခဲ့သော program မှာမပါတဲ့တချို့ sector တွေကိုတော့ထပ်ဖွင့်ပေးသေးတယ်ထပ်ဖွင့်ပေးဦးမယ်နော်အဲ့တော့ဒါကြောင့် agent တွေမခေါ်ဘဲနဲ့လာလို့ပါလို့ပြောပါတယ်အဲ့တော့ဘလို့မဆိုဒါကဘာကိုပဲ refer လုပ်နေလဲဆိုရင် calling visa နဲ့ဆေလွတ်တော်ကိုပဲရည်ညွှန်းနေတာဖြစ်ပါတယ်ဒါပေမဲ့တချို့နော်ဒီထဲမှာဘာမှကျွန်တော်တို့ legalization တို့ amnesty တို့ overstay တို့နော် recalibration တနာကကြတို့ rehiring တို့ဘာစကလုံးတစ်လုံးမှမပါတဲ့အတွက်လည်းဒီမလေးရှားမှာရှိနေတဲ့ permit လောက်တာမဟုတ်ဘူးဆိုတာလည်းအရန်သေးကြတဲ့ကိစ္စတစ်ခုဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့တချို့တွေကဒီတွေက permit ဖွင့်တယ်လို့ပြောနေတဲ့လူတွေက agency လုပ်ငန်းကိုနားမလည်လို့ပြောတာပဲဖြစ်ပါတယ်သူတို့နဲ့လည်းအရင်ပေါ်ဖို့မရှိပါဘူးသူတို့ကလည်းသူတို့ကိုဂျိုးအတွက်ဘာမှမဟုတ်ပါဘူးသူတို့လည်းဒီအရာတွေလူတွေကောက်ပြီးပတ်စံနေယူနေတာလည်းမဟုတ်ပါဘူးเนาะအဲ့တော့သူတို့ဘာသာပြန်တာလဲဘာသာပြန်တာအင်္ဂလိပ်အတိုင်းပြန်ရင်တော့ဒီအဓိပ္ပာယ်တွေပဲထွက်တာပေါ့ဒီထက်ကပါမစ်သမားကိုရှောက်လို့ရတယ်ထင်တာပေါ့ဗျာเนาะအဲ့တော့ဒီမှာကျွန်တော်ကိုမေးတယ်အလေဗီဇာနဲ့လာပါမစ်ကတ်လို့ရမလားလို့မေးမရပါဘူးဒီထဲမှာပါမစ်လုပ်တဲ့ program ဘာတစ်ခုမှမဖွင့်သေးပါဘူးနောက်တစ်ခုကကြတော့ဒီ special window နဲ့ဒီ special application မှာကျွန်တော် sentence လေးတစ်ခုပေါ့ဗျာစာကြောင်းလေးတစ်ကြောင်းကျွန်တော်တည်တည်ဆာစဉ်းစားမိနေတယ်အဲ့ဒါတော့ဘာလဲဆိုတော့အလုပ်ရှင်တွေရဲ့လုပ်ငန်းရှင်တွေရဲ့နိုင်ငံသားလုပ်သမားလိုအပ်ချက်တွေကိုဝန်ကြီးဌာနတွေပေါင်းပြီးတည်တည်ချာ supervise လုပ်ပြီးစဉ်းစားပြီးတော့ကောင်းကောင်းမွန်မွန်လုပ်ပေးမယ်လို့ပြောတဲ့အတွက်ကျွန်တော်တို့အရင်လို article 2တို့1တို့တော့
လာမယ်မထင်တော့ပါဘူးလာခြင်းလာရင်အဲ့ဒီအလုပ်ရှင်တွေကလဲပြီးလဲပေးမယ်ကိုတာလျှောက်ဖို့ document တွေလဲ service တွေလဲစုံမယ်သူ့မှာလက်ရှိလဲအထောက်ထားမဲ့နိုင်ငံသားအလုပ်သမားတွေရှိလို့ compound လဲပေးမယ်ဆိုပြီးရှောက်ရင်ပေးများပေးမလားမသိဘူးဆိုတော့အတွေးလေးတစ်ခုလဲဝင်မိပါတယ်ဒါကြောင့် permit တွေညွန်နေတဲ့လူတွေအတွက်လဲကျွန်တော်ဒီအစီအစဉ်လေးပေါ်လာတဲ့အတွက်ကိုယ့်အကို permit လုပ်မယ်လို့ပြောတဲ့လူတွေပေါ့ဗျာနည်းနည်းလေးညွန်လင်းချက်မဲ့တယ်လို့ခံစားရပါတယ်ဒါကြောင့်မြန်မာပြည်ကနေ article 3ဖွင့်တော့မယ်လို့ပြောပြီးလာလိုက်တဲ့ကိစ္စမျိုးတွေကတော့လုံးဝမလုပ်သင့်ပါဘူးမဖြစ်မနေဖွင့်ရမယ်ဆိုရင်ခုနပြောတဲ့ကိုတာချပြီးသားအလုပ်ရှင်တွေကများသူတို့မှလက်ရှိရှိနေတဲ့ဒီပြည်တွင်းထဲမှာရှိနေတဲ့အထောက်ထားမဲ့ကိုလိုချင်တယ်ဆိုပြီးအတနာခံရင်အစိုးရက compound လဲရမယ်သူတို့ဖမ်းပြီးပြန်ဖို့နေရတဲ့အလုပ်လဲတက်တာမယ်ဆိုရင်ပေးများပေးမလားပေါ့ဂျွန်လာလောက်ကနေစပြီးတော့เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒါလိုခိုင်ခိုင်မာမာ company အကြီးတွေရဲ့ကိုတာရနိုင်တဲ့ company အကြီးတွေအောက်မှာတွားပြီးတော့အလုပ်လုပ်နေရင်ဒီဘက်မှာရှိတဲ့ကိုဆုံးသမားတွေကမျောလင်းချက်နည်းနည်းလေးတော့ရှိပါတယ်တကယ်လို့ကိုလုံးရှင်ကတနည်းများခုနပြောသလိုလုပ်လို့ရမယ်ဆိုရင်အခုထွက်နေတဲ့ကြေညာချက်ကတော့ပြည်ပက calling visa နဲ့ခေါ်တာပါပြည်တွင်းကအလုပ်သမားတွေနဲ့ဘာမှမဆိုင်ဘူးဆိုတာကိုလာရှင်းပြတာပါနားထောင်မိတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် thank you